KPK ထောက်ကနေကြိုဆိုပါတယ်ကျမကတော့ K ပါဒီနေ့ K ပြောပြပေးမယ့်အကြောင်းအရာကတော့အမေရိကန်ဒေါ်လာ1 cent ပဲတန်တဲ့ပစ္စည်းလေးကိုစဉ်းစားမိလိုက်လို့ဘီလီယံနာတစ်ယောက်ဖြစ်လာတဲ့သူရဲ့အကြောင်းပါဖြစ်ကြောင်းကတော့ဒီလိုပါအီတလီစားတာဖြစ်တဲ့ပီဇာကိုယနေ့ခေတ်မှာတော့ဟောပိုက်တိုက်ထားတဲ့ဓမ္မကအာရှသားတွေပါခုံးမင်းစားစားတော့လာကြပါပြီဒါပြင်ဆိုင်မာတင်စားတော့တာပဲမဟုတ်ပဲအင်ကိုဒလီမာယူတဲ့စနစ်ကပါပို့ပြီးတော့တွင်ကျလာတာပါဒီထဲမှာနယူးယောက်မှာနေတဲ့ပီဇာချိုင်းတဲ့တူတူဖြစ်တဲ့ကလာဗစ်တဲလည်းပါဝင်နေပါတယ်ကမီလာဟာအင်ကိုဒလီမာယူတဲ့ရှိပြီးတော့ကမီလာမာယူလိုက်တဲ့အမြဲကြုံတွေ့နေရတဲ့ပြဿနာကတော့ပီဇာမှာပါတဲ့အသားလွှာတွေ cheese တွေနဲ့ sauce တွေဟာပီဇာဘူးမှာကတ်နေတာပါပဲဒါကတော့ကမီလာလိုပီဇာချိုင်းတဲ့တူတွေကတော့တော်လေးကိုစိတ်ပစ်စရာဖြစ်နေပါတယ်ဒါနဲ့ကမီလာအကျန်တစ်ခုရတော့ပါတယ်ဒါကတော့မိတ်ဆွေတို့ပီဇာစားတိုင်းမြင်ရလိမ့်ရှိတယ်6တော့ပုံ3မြောက်မှာ2လက်မရွယ်ပလက်စတစ်ထန်ကုန်ပုံစံလေးပဲဖြစ်ပါတယ်ဒါလေးကိုကမီလာ1985ခုနှစ်မှာသူမရဲ့မိုဘိုင်းခွင့်ရပြီးတော့တရင်ဝင်ရောက်ချခဲ့ရတဲ့ပီဇာဆေးပါဆိုပြီးတော့အမည်တွင်လာတာပါဒီပီဇာဆေးပါလေးကတစ်ခုလို့ US ဒေါ်လာ1 cent ပဲတန်ဖို့ရှိပါတယ်ဒါအပြင်တစ်ခါသုံးပစ္စည်းလေးလည်းဖြစ်နေပါသေးတယ်ဒါပေမဲ့အမေရိကန်နိုင်ငံမှာတော့မှတစ်နှစ်ကိုပီဇာရောင်းရတဲ့စွမ်းအားရည်ဟာ3ဘီလီယံကိုရှိနေတာပါဒါကြောင့်မလို့သူမရဲ့မိုဘိုင်းကွင်းဟာတစ်နှစ်အတွင်းမှာပဲ10ဘီလီယံတန်ကြီးရှိလာပြီးတော့ကမီလာလည်းဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီမမလေးဆိုပေမဲ့စားသုံးသူတွေအတွက်အလို့အကျိုးတက်ရောက်မှုရှိတာကိုကမီလာပီတဲကတည်ထွင်ခဲ့တာပါဒါကြောင့်မလို့ဒီဖြစ်ရပ်ကနေရလိုက်တာကတော့ကီတို့ဟာနေ့စဉ်ဘဝမှာလူတွေဘလို့ခက်ခဲတွေကြုံနေတယ်လေလူနီးလာနဲ့ဖြည့်ရှင်းမလဲဆိုတာကိုစဉ်းစားတိုင်ရင်မိတ်ဆွေတွေတန်းကြံတည်းဖြစ်လာနိုင်ပါတယ်လူလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ကျမကတော့ K ပါ